Hi, Shalom Malu. Alongo, Rose of Sharon Tree Ministry ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပထမဆုံး part 1 video မှာ what are the spiritual gifts ဆိုတဲ့အကြောင်းကိုဝင်ငှသွားပြီးတော့ဒီဒုတိယပိုင်းမှာ how to receive spiritual gifts ဆိုပြီးတော့ဒုတိယပိုင်းအနေနဲ့ဝင်ငှသွားမှာဖြစ်ပါတယ်spiritual gifts တွေကကောင်းသောအကျိုးလို့ငါဘုရားသခင်ကလူသီးသီးတို့အားအလိုတော်ရှိသည့်အတိုင်းဝေငှပြီးတော့ပေးထားသောအရာဖြစ်တယ်ဆိုတာကိုတစ်ကောခန်းကြီး7နဲ့အခန်းငယ်1ကနေ7မှာဖတ်ရှုကြည့်ရင်သိရှိနိုင်ပါတယ်ပထမဦးဆုံး spiritual gifts တွေကိုဘယ်လိုရယူနိုင်မလဲဆိုတော့ဆုတောင်းခြင်းနဲ့ရယူနိုင်ပါတယ်ပထမဦးဆုံးကျွန်မ spiritual gifts တွေကိုလိုချင်ပါတယ်ဆိုပြီးတော့ဘုရားသခင်ဆံဆုတောင်းရမှာဖြစ်ပါတယ်စာငတ်မှုနဲ့ရယူလိုမှုနဲ့ဆုတောင်းမှာဖြစ်ပါတယ်ဒီလိုဆုတောင်းတဲ့အခါမှာမိမိရဲ့နှလုံးသားထဲမှာဒီ spiritual gifts တွေကိုတန်တရားမရှိဘဲနဲ့embrace လုပ်ပြီးတော့เนาะနှလုံးသားကိုကြဲကြဲဖွင့်ပြီးတော့လက်ခံရရှိဖို့အစင်းသင့်ပြင်ထားမှာဖြစ်ပါတယ်တန်ရှင်းသောဝိညာဉ်တော်ဖခင်ရဲ့လမ်းပြမှုဥဆောင်မှုကိုလည်းခံယူရမှာဖြစ်ပါတယ်မိမိရဲ့အသက်တာကလည်းတန်ရှင်းခြင်းအသက်တာနဲ့တိဆောက်ပြီးတော့မိမိလိုအပ်တဲ့အရာကိုတောင်းလျှောက်မှာဖြစ်ပါတယ်မိမိရဲ့နှလုံးသားကလည်း pure ဖြစ်ရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဘုရားသခင်ရဲ့အမှုတော်ကိုဝိညာဉ်တကိုးတွေနဲ့ဆောင်ရွက်တဲ့အခါမှာနှလုံးသားကတန်ရှင်းဖို့လိုပါတယ်ထို့အပြင်ချစ်ချင်းမြတ်တာနဲ့ပြည့်ပြီးတော့ချစ်ချင်းမြတ်တာနဲ့ဒီ spiritual gifts တွေကိုเนาะ power တွေကို release spiritual gifts တွေကိုအသုံးပြုဖို့ရန် power ကို release လုပ်တဲ့အခါမှာဒီချစ်ချင်းမြတ်တာကပင်အားကြီးစွာတက်ရောက်ပြီးတော့သူတို့အပေါ်မှာကောင်းကြီးမင်္ဂလာကောင်းကျိုးများကိုဖြစ်စေမှာဖြစ်ပါတယ်မိမိကိုယ်ကိုလည်း discipline လုပ်ရမှာဖြစ်ပါတယ်တရက်တလတည်းနဲ့မရပါဘူးဖျားသခင်ကိုကိုချိုးဖဲ့ခြင်းပေါ့နော် wilderness ထဲမှာကျမတို့ရဲ့ character ကိုကောင်းမွန်စွာပုံသွင်းပြီးတော့တကယ်ကိုဖျားသခင်လက်ခံနိုင်လောက်တဲ့เนาะနှလုံးသားမျိုးဖြစ်လာတဲ့အထီကိုဘုရားသခင်ရဲ့ပြင်ဆင်ခြင်းကိုစိတ်ရှည်သီးခံစွာစောင့်ရမှာဖြစ်ပါတယ်ကျမဆိုရင် wilderness ကိုဘယ်လောက်တောင်ဖြတ်ခဲ့ရလဲဆိုနှစ်ပေါင်း20ဖြစ်ပါတယ်ထို့အတွက်ကြောင့်မလို့အရန်အရေးကြီးပါတယ်မိမိရဲ့အတ္တတာ character ကိုတိဆောက်တဲ့အခါမှာဘုရားသခင်ရဲ့အလိုတော်အတိုင်းအထဲမှာရှိတဲ့အရာတွေเนาะကျမတို့ဘုရားသခင်မကြိုက်တဲ့အရာတွေကို pruning เนาะဘုရားသခင်ကအကုန်လုံးကို purging လုပ်တယ် pruning လုပ်တယ်အကုန်လုံးချိုးဖျက်ပြီးတော့ခါတဲ့တန့်စင်စေတယ်ရွှေကိုတစ်ပြေးပြေးတန့်စင်စေတယ်လို့တန့်စင်လာပြီးတော့မှဒါလျင်သူက spiritual gifts တွေကိုတစ်ခုချင်းစီကိုတန်ရှင်းသောဝိညာဉ်တော်ကဘုရားသခင်ရဲ့အလိုတော်နဲ့အညီပေးအပ်မှာဖြစ်ပါတယ်ဆိုတာပထမဦးစွာကျွန်မပြောလိုပါတယ်နောက်တစ်ခုကတော့ဆုတောင်းတဲ့အခါမှာအထက်ရက်တို့တက်တဲ့နီးနဲ့ ascension နီးနဲ့ဆုတောင်းရမှာဖြစ်ပါတယ်ပို့ပြီးတော့ထိရောက်ပါတယ်ဘာကြောင့်လဲဆိုတော့ spiritual gifts တွေကအထက်အရက်မှာွယ်ဝက်ဖုံးအုပ်ထားလို့ပဲဖြစ်ပါတယ်တည်ရှိထားပါတယ်ဒါကြောင့်မလို့ပေါလုကလည်းပြောတယ်ကောင်းကင်အရက်ကိုမျှော်ကြည့်ပါเนาะဆိုတော့ every spiritual blessing in the heavenly place ဆိုတာလေ Ephesians အခန်းကြီး3မှာလည်းဖော်ပြထားပါတယ်ဒါကြောင့်မလို့ကျမတို့က ascension နည်းနဲ့ကျမတို့တက်ရောက်ပြီးတော့ဆုတောင်းပြီးတော့ရယူမှာဖြစ်ပါတယ်လို့เนาะနောက်တစ်ခုရှင်းပြလိုတာကspiritual world မှာ realm တွေ dimension ဆိုတာရှိပါတယ် realm ဆိုတာကဘာနဲ့အလားတန်တူလဲဆိုဥပမာဆိုလို့ရှိရင် realms တွေအများကြီးရှိရပေါ့နော် so business နဲ့အများတူပါတယ် businesses တွေပေါ့နော်ဆိုတော့ business မှာအမျိုးမျိုးရှိတယ်ပေါ့နော် business မှာလက်အောက်မှာပါဆိုရေလုပ်ငန်းတွေရှိတယ်เนาะရေလုပ်ငန်းတွေရှိတယ် fashion လုပ်ငန်းတွေရှိတယ်เนาะနောက်ပြီးတော့ကုန်ကူးတိုင်းရောင်းဝယ်ရေးပေါ့နော်နောက်လျှက်စစ်ပစ္စည်းလုပ်ငန်းတွေအဲ့ဒါတွေအကုန်လုံးက realms ပေါ့နော်အဲ့အောက်မှာက dimension တွေပေါ့နော်ဥပမာဆိုလို့ရှိရင် realms တစ်ခုအောက်မှာ realms ကဥပမာရေလုပ်ငန်းပေါ့နော် realm ရေလုပ်ငန်းအဲ့အောက်မှာဆိုလို့ရှိရင် dimension တွေရှိ dimension တွေကဘာတွေဖြစ်နိုင်လဲပစုံမွေးမြူရေးတွေဖြစ်နိုင်တယ်ငါးမွေးမြူရေးတွေဖြစ်နိုင်တယ်သားဖောက်လုပ်ငန်းတွေဖြစ်နိုင်တယ်အဲ့လိုပဲပေါ့နော်
ဒီလိုအောက်မှာ dimension တွေရှိတယ်ပေါ့နော်အဲ့တော့ dimension တစ်ခုစီเนาะ run တစ်ခုစီမှာသူတို့မှာစောက်ရှောက်နေတဲ့เนาะ host ဆိုတာရှိပါတယ်เนาะကောင်းကင်တမန်တွေကဆိုတော့သူတို့ကိုလည်းလေးစားရမှာဖြစ်တယ်သူတို့ကိုဝင်ခွင့်တောင်းမှာဖြစ်ပါတယ်တခါတကယ်ဆိုလို့ရှိရင်အဲ့ထဲဝင်ဖို့ဆိုတင်ဘသူလဲပေါ့နော်အဲ့စောင့်တဲ့ custodian တွေကစောက်ရှောက်သူတို့ကမေးပါတယ်ကျမဘသူဖြစ်ပါတယ်ဆိုတာဝိညာဉ်တော်ရဲ့လမ်းပြတာမှုနဲ့အညီကိုကပြန်ပြီးတော့ကျမရဲ့ဝိညာဉ်တွေကနေပြန်လဲဖြေချပါတယ်ထဲထဲက spirit ကအလိုလျောက်ပြန်ပြီးတော့ဖြေချတယ်เนาะကျမဘသူဖြစ်တယ်ဆိုတာကိုเนาะအဲ့ခါမှာ तू က welcome လုပ်တဲ့အခါမှာကျမတို့ဝင်ရပါတယ်ပေါ့နော်ဒီလို RAM မျိုးကိုနော် RAM တွေဒီ dimension တွေ specific dimension တွေကိုဝင်ကျင်နေဆိုလို့ရှိရင်เนาะဖျားသခင်စီခွင့်တောင်းရပါတယ်ဖျားသခင်ကအလိုတော်ရှိရင်เนาะတန်ရှင်းသောဝိညာဉ်တော်ရဲ့အလိုတော်နဲ့အညီပေါ့နော်ကျမတို့ကိုပေးမှာဖြစ်ပါတယ် RAM တွေမှာဘယ်လို RAM မျိုးစားတွေရှိလဲဥပမာအားဖြင့်ဆို the spirit of wisdom the spirit of knowledge the spirit of counsel เนาะဒါက spirit of supernatural faith စသည်ဖြစ်ပေါ့เนาะပြီးခဲ့တဲ့ခောက်တုန်းကလည်းကျွန်မwhat are the spiritual gifts တဲမှာအုပ်စု3စုနဲ့ပေါ့เนาะI gifts တွေအများကြီးကိုဖော်ပြထားပါတယ်အဲ့ rams တွေပေါ့เนาะအဲ့ဒါတွေက rams အနေနဲ့တည်ရှိတယ် dimension အနေနဲ့တည်ရှိတယ်ကိုလိုချင်တဲ့အရာကိုလူလဲအရန်ကိုစိတ်အားထက်သန်တဲ့အရာကိုဖျားဆာငတ်တဲ့အရာကိုဖျားသခင်စီမှာတောင်းလျှောက်ပြီးတော့အလိုတော်ရှိရင်ကျမတို့ရရှိမှာဖြစ်ပါတယ်ကျမက realm of immortality ကိုကျမကြိုက်နှစ်သက်ပါတယ်ခုတည်းဆူတောင်းနေတော့မှဖြစ်ပါတယ်အော်ဘွေရပေါ့နော်ဖျားသခင်ပေးမယ်ဆိုလို့ရှိရင်ရနိုင်ပါတယ်လို့ကျမယုံပါတယ် so နောက်ပြီးတော့ကျမတို့က ascension လုပ်တဲ့အခါမှာဝိညာဉ်တိုက်ပွဲတွေများစွာကိုကြုံတွေ့နိုင်ပါတယ်ပထမဦးဆုံးဝိညာဉ်တိုက်ပွဲတွေကြုံတဲ့အခါမှာဒီလိုကြုံမှာကိုသိရတဲ့အတွက်ကြောင့်မို့တန်ရှင်းသောဝိညာဉ်တော်ကကျမတို့ကို so equip လုပ်ပေးတယ်ပေါ့နော် equip လုပ်ပေးဆိုတော့ဝိညာဉ်လက်နက်တွေနဲ့ကျမတို့ equip လုပ်ပေးတယ်တပ်ဆင်ပေးတယ် emblem တွေတစိတ်တွေเนาะတစိတ်ဆိုတာဘယင်တွေကတစိတ်စိတ်လို့ရှိရင်တစိတ်ထုလိုက်လေဆိုလို့ရှိရင်ဖြစ်ဆိုတော့ဒါကဘယင်ရဲ့အာနာကတည်တယ်ပေါ့နော်ဒီဟာဘယင်ရောက်သွားတယ်လို့ပဲအာနာကเนาะဆိုတော့နောက်ပြီးတော့ crown တွေเนาะကျမဆိုလို့ရှိရင်လဲ crown ကိုပေးတယ်ဘရက်တွေလက်စွပ်တွေเนาะ throne ပေါ်မှာလဲထိုင်ခိုင်းတယ်ပေါ့နော်ပထမဆုံးထိုင်ခိုင်းတဲ့အခါမှာကျမမထိုင်ရဲပါဘူးเนาะတန်ရှင်းသောဝိညာဉ်တော်ထိုင်ပါဆိုတော့ကိုဟာဘလို့လဲပေါ့နော်သိရမလားမာနကြီးတဲ့ပုံစံမျိုးဖြစ်သွားမှလဲကြောက်တယ်လीเนาะဒါပေမဲ့လေထိုင်ခိုင်းနေစေခြင်းကဒါက spiritual world မှာကိုကအခွင့်အာဏာရပြီးပြီဖြစ်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဘုရားသခင်ကပုံဆောင်ခြင်းပေါ့နော်ကျမကိုဒီလိုအရာတွေနဲ့ပေါ်ပြထားခြင်းဖြစ်ပါတယ်ပေါ့နော်တဖြည်းဖြည်းနဲ့ဒီလို spiritual weapons တွေ spiritual gifts တွေပေါ့နော်weapons sorry spiritual weapons တွေကိုเนาะ equip လုပ်တဲ့အချိန်မှာเนาะကိုတိုက်ယူရမယ် ram တွေပေါ့နော်ကိုတိုက်ယူနိုင်ရမယ်နိုင်မယ်လို့တေချာတဲ့ ram တွေကိုတန်ရှင်းသောဝိညာဉ်တော်ကခေါ်ဆောင်သွားခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့တခုသောအချိန်ခါမှာပေါ့နော်ခေါ်ဆောင်သွားတဲ့အခါမှာပေါ့အဲ့မှာစာရမဏတ်ကြီးကလမ်းမှာပေါ့နော်ကျမကိုဟန်တားတယ်အဲ့ခါမှာကျမကဘယ်အရာနဲ့တိုက်ရမလဲဆိုမေးတဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်ဘုရားက release ပဲလုပ်ခိုင်းတယ်ဘာကို release လုပ်ခိုင်းလဲဆိုတော့เนาะ God is love Jesus is Lord Holy Spirit is the comforter ဒီသုံးခုနဲ့ release လုပ်လိုက်တဲ့အခါမှာ declaration လုပ်လိုက်တဲ့အခါမှာအခွင့်အာဏာနဲ့ကြီးညာလိုက်တဲ့အခါမှာစာရမဏတ်ကเนาะပြေးထွက်သွားတယ်ဆိုတော့ကျမနားလဲတာကခရစ်ဘုရားသခင်ကချစ်ချင်းမြတ်တာအရှင်ဆိုတာတကယ်အနှစ်ချုပ်သခင်ခရစ်တော်က Lord ဆိုတာကျမသိတော်နားမလဲဘူးပေါ့နော်ဝိညာဉ်တော်ကတော့ comforter ဆိုတာဥပ္ပစစ်ဆေးရဆိုကျမနားလဲသူ့ရဲ့အချုပ်ပဲပေါ့နော်သူ့ရဲ့ဂုဏ်အရေးချင်းအချုပ်နောက်ကြတော့ကျမဓမ္မသစ်ထဲမှာရှင်ပေါလုရဲ့ပေးစာတွေလေ့လာတဲ့အခါမှာစာရမဏတ်တိုက်ခိုက်တာကသခင်ခရစ်တော်ဘုရားရဲ့ဖျားဖြစ်ခြင်းကို
သူကတိုက်ခိုက်တာသခင်ခရစ်တော်ကဖျားသားမဟုတ်ဘူးဖျားမဟုတ်ဘူးဆိုတဲ့အရာကိုတိုက်ခိုက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ Jesus Christ is Lord ဆိုကြီးညာလိုက်တာနဲ့တပြိုင်နဲ့ပေါ့နော်ခရစ်တော်ရဲ့နာမတော်အောက်မှာတခါတည်းသူတို့ကပြပြဝက်ပြီးတော့ကားတိုင်းမှာအောင်မြင်ခဲ့တဲ့အရာကသူတို့အတွက်ကိုခန္ဓာရည်မရှိဘဲနဲ့ထွက်ပြေးရသွားခြင်းဖြစ်တယ်ဆိုတာကျွန်မနားလည်သွားတယ်ပေါ့နော်ဒါကတိုက်ခိုက်နည်းတစ်မျိုးပေါ့နော်ဒါကျွန်မကိုသင်ပေးတာပေါ့နော်အခြားတိုက်ခိုက်နည်းတွေကတော့တခါလေကြရင်ပေါ့ကျွန်မကိုပေးထားတဲ့ဓာတ်ပေါ့ဝိညာဉ်တော်ဓာတ်ပေါ့နော် word of God နဲ့တိုက်တယ်เนาะဓာတ်ကိုပုံဆောင်တယ်ပေါ့เนาะဓာတ်နဲ့ဖြတ်တာတို့မီးလက်နဲ့တူเนาะမီးလက်နဲ့ကျွန်မမီးရှို့လိုက်တာတို့เนาะဆိုပြီးတော့နောက်ပြီးတော့လှန်တန်နဲ့ပြစ်တာတို့လေးနဲ့ပြစ်တာတို့အမျိုးမျိုးပါပဲပေါ့เนาะဆိုတော့ကိုယ့်ရဲ့ spiritual เนาะjourney မှာတဖြည်းဖြည်းနဲ့တန်ရှင်းသောဝိညာဉ်တော်လမ်းပြတဲ့အတိုင်းကိုလမ်းပြမယ်ဆိုလို့ရှိရင်ဘလို့လောက်ကင်ဆောင်ရွက်ရမယ်ဆိုတာကောင်းမွန်စွာသိမှာဖြစ်ပါတယ်ဝိညာဉ်တော်ကလည်းကျမကိုဆိုလို့ရှိရင်အရင်တော့ဆိုညာတိုင်းခေါ်သွားတယ်အဲ့မှာ spiritual encounters တွေလည်းအများကြီးတွေ့တယ်ပေါ့နော်ပထမစတော့ကျမနားမလည်ဘူးပေါ့နော်သို့တော်လေနောက်ပိုင်းကျတော့ဒီအခွင့်အာဏာပေါ့နော်ဒီ spiritual level ထဲမှာကျမကိုအခွင့်အာဏာရဖို့ဒီ spiritual warfare တွေတိုက်ပွဲတွေတိုက်ရတယ်ဒီ realms တွေကျမရအောင်ယူရတယ်ပေါ့နော် ram တချို့ rams တွေကနော် level တွေကစာရမဏတ်တွေအုပ်စိုးထားတယ်ဥပမာဖြစ်ပါရှားပေါ့နော်ပါရှားကိုစိုးရတော့ principality ဆိုလို့ရှိရင်စစ်တိုက်ကတလို့ပေါ့နော်သူအေဝံဂေလိလောက်ခံနီးမှာဆိုလို့ရှိရင်အဲ့မျိုးနဲ့ဆိုင်တဲ့ principality ကိုအရင်ဆုံးတိုက်ပြီးတော့ဖြိုဖျက်ပြီးမှအေဝံဂေလိလောက်တဲ့အခါမှာအောပွဲနမိတ်လက္ခဏာဒီနဲ့အေဝံဂေလိလောက်ချင်းကအောင်မြင်ရတယ်ဆိုတော့ကျမတို့သိရှိထားရမှာဖြစ်ပါတယ်အဲ့တော့ဒီ dimension နဲ့မှာကျမတို့က authority နဲ့ဆူတောင်းတာတွေเนาะပထနာပြုတာတွေเนาะဒီ spiritual gifts တွေရယူတာတွေเนาะ spiritual warfare တွေနောက်ပြီးတော့အပြင်ကို heavenly realm ထဲမှာဆိုလို့ရှိရင်เนาะဝိညာဉ်ရေးရာအတွေ့အကြုံတွေတွေ့နိုင်တယ်ဥပမာဆိုကိုယ့်ရဲ့ဝိညာဉ်ကเนาะတနေရာနေပြီးတော့တနေရာရောက်တာ transportation ပေါ့เนาะဒီနေရာနေပြီးတော့ဂျပန်နိုင်ငံရောက်သွားတာတို့เนาะဆိုဂျပန်နိုင်ငံမှာရှိပြီးတော့ယိုကိုဟာမာမှာရှိပြီးတော့ယိုကိုဟာမာမြို့လေခေါင်းမှာကိုရော်ရဲ့အေဝေဂလိတရားကိုကောင်းကင်တမန်ကကျမကိုတွားပြီးတော့ဟောခိုင်းတာပေါ့နော်တရားဟောခိုင်းတာတခါလေဝိညာဉ်ထဲမှာကျမဟောတာဝင်လေ၍ပြမန်းသောသူအပေါင်းတို့ငါထံသို့လာကြလောဆိုပြီးတော့စပြီးတော့ဟောလိုက်တာနောက်ဆုံးကဘုရားသခင်ရဲ့နိုင်ငံတော်ကတည်ထောင်မှုနီးပြီးနောင်တရကြလို့ဆိုတော့ကျမဝိညာဉ်ထဲမှာအဆုံးသတ်သွားတယ်ဘယ်လောက်ကြာသွားလဲတော့ကျွန်မမသိအနည်းဆုံးတော့နိုင်ဝက်လောက်တော့ကြာမယ်လို့ထင်တာပဲပေါ့နော်အဲ့မှာကျွန်မကယုံကြည်ခြင်းနဲ့ဝိညာဉ်နယ်ပယ်ထဲမှာယိုကိုဟာမာမြို့လေကောင်မှာရောက်ပြီးတော့ကျွန်မကဒီလိုဝေငှလိုက်တာဖြစ်ပါတယ်ကျွန်မကိုကောင်းကင်တမန်ကခေါ်ဆောင်သွားပြီးတော့ထိုနေရာမှာဝေငှခိုင်းခြင်းဖြစ်ပါတယ်ထိုကဲ့သို့တော့เนาะ encounter မျိုးတွေလည်းတွေ့ကြုံနိုင်ပါတယ်ပေါ့နော်ထို့အတူပေါ့နော် exploring the spiritual world ပေါ့နော်ကိုယ့်ရဲ့ဝိညာဉ်နဲ့ပေါ့နော်ဒီဘုရားသခင်ဖန်ဆင်းထားတဲ့စัจ java လာကိုလည်း explore လုပ်နိုင်တယ်လေ့လာနိုင်တယ်နေတွေเนาะ nebula တွေเนาะဟိုစားပါလဲblack holes တွေเนาะ planet တွေကိုရောက်ရှိနိုင်တယ်ဒါကဝိညာဉ်တော်ခေါ်ဆောင်သွားရင်ခေါ်ဆောင်တဲ့အတိုင်းပေါ့เนาะကိုယ့်ဟာကိုယ်စိတ်အားကြီးလို့ပေါ့เนาะကိုအရင်သွားချင်တယ်ဘာညာဆိုပြီးတော့ကိုယ့်ဟာကိုယ်သွားချင်တယ်လို့သွားလို့မရပါဘူးအရင်အန်တရရှိပါတယ်ဘာကြောင့်လဲဆိုကို့မှာကွယ်ကာပေးမဲ့ spiritual လက်နဲ့အစုံမရှိရင်မရပါဘူးအထူးသဖြင့်ဝိညာဉ်တော်တန်ရှင်းသောဝိညာဉ်တော်ရဲ့အောက်မှာသာလေကျမတို့လှုပ်ဆောင်ရမှာဖြစ်ပါတယ်တချို့တော့เนาะဆရာကြီးများကဒီအရာကိုတချို့တွေကနားမလဲဘူးပေါ့နော်နားမလဲဘဲနဲ့သူတို့တွေကဘုရားသခင်မတိုက်ခိုင်းတဲ့ဝိညာဉ်တိုက်ပွဲတွေကိုတိုက်တဲ့အခါမှာသူတို့တွေကရှုံးနေသွားပြီးတော့အသက်သေးဆုံးသွားတယ်လူရဲ့အမြင်မှာတော့ပေါ့နော်နှလုံးရောဂါဖောက်ပြီးတော့ဆုံးသွားတယ်ပေါ့ဒါမှတကယ်ကြာဝိညာဉ်ထဲမှာကိုစာတန်ကသူ့ကိုအနိုင်ရရှိတဲ့အခါမှာသူကရုတ်တရက်ပဲသေဆုံးသွားခြင်းဖြစ်ပါတယ်ထို့အတွက်ကြောင့်အယံအန်ရများပါတယ်ဝိညာဉ်တော်ရဲ့အလိုတော်နဲ့ကိုသူ့ရဲ့ instruction တွေကိုအသေးစိတ် obedience ပေါ့နာခံလိုက်ရှောင်မှာဖြစ်တယ်ဆိုတာကျွန်မအထူးလေးပြီးပြောကြားလိုပါတယ်
နောက်တစ်ခုကเนาะနောက်တစ်ချက်ကဘာလဲဆိုတော့spiritual gifts တွေကို receive လုပ်တဲ့အခါမှာပေါ့เนาะ anointed man တွေ impartation တွေကိုရယူရမှာဖြစ်ပါတယ်เนาะ anointed man တွေရဲ့ impartation ကိုဘာကြောင့်ရယူသင့်လဲဆိုတော့ကျမတို့ကဒီအရာတွေကကျမတို့ကိုဝိညာဉ်ရေးရာမှာဒီဝိညာဉ်စုကျေးဇူးကိုအမြန်တက်စေလို့ပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီလိုရယူတဲ့အခါမှာ physically သူတို့နဲ့တွေ့လို့ရရင်သွားတွေ့ပါเนาะသူတို့ရဲ့ anointing တွေကိုရအောင်ယူပါဆိုတော့ anointed man တွေရဲ့เนาะ impartation เนาะသူတို့မှာ anointing တွေကတယောက်နဲ့တယောက်ကမတူပါဘူးတချို့တွေကငွေကြီးဆိုင်ရာ anointing နဲ့ရတယ်တချို့တွေက so healing anointing တွေရတယ်တချို့ကယုံကြည်ခြင်းနဲ့ faith နဲ့ပတ်သက်တဲ့ anointing ရှိတယ်တချို့ healing တွေမှာတောင်မှပေါ့နော် cancer ကိုအထူးပျောက်တဲ့ healing ဆရာတွေရှိတယ်လို့တချို့တွေကခြေလက်ပေါ့နော်အခြေ နှစ်ခုကမတူညီတာပေါ့နော်အနေအမြင့်ခြေတစ်ဖက်တိုးနေအဲ့ဒါအိန္ဒိယမှာစုကျေးစုအထူးပေးတဲ့ဆရာတွေရှိတယ်အဲ့နဲ့ဟိုစားအောပွဲပေါ့နော်ခြေတစ်ဖက်ကရှည်ထွက်လာဆိုတော့တယောက်တိုင်းမှာမတူညီတဲ့စုကျေးစုတွေတချို့တွေကတဘာဝလိုနမိတ်လက္ခဏာเนาะ sign and wonder ကဲ့သို့ဥပမာဆိုရင်ရွှေမုံတွေကိုခန္ဓာပေါ်မှာပေါ်လာတာတွေပေါ့နော်အဲ့ဒါမျိုးတွေစုကျေးစုတွေကိုလည်းရရှိတဲ့ဆရာကြီးဆရာမကြီးတွေလည်းရှိတယ်ပေါ့နော်တချို့တွေက creative miracle ဆိုလက်ကြီးကပြတ်နေတာချက်ချင်း prot ဆိုထွက်လာတာပေါ့နော်ဒါက Azusa Street Revival ကိုစပြုတယ် William J. Seymour ပေါ့နော် William Seymour ကသူကအဲ့လိုစုကျေးစုမျိုးကိုရရှိထားတာဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့သူတို့ဒီရဲ့ပေါ့ impartation ကိုရရှိမယ်ဆိုလို့ရှိရင်အတိုင်းထက်အလွန်ပါပဲကျမတို့အတွက်အရန်ကောင်းပါတယ်ဆိုတော့ကျမနောက်တစ်ခုက impartation နဲ့ပတ်သက်လို့ပေါ့နော်David Diga Hernandez ဆရာကြီး David Diga Hernandez ရဲ့ impartation 3မျိုးကိုကျွန်မဝေငှလိုပါတယ်ပေါ့နော်သူကရှင်းရှင်းလင်းလင်း impartation နဲ့ပတ်သက်လို့ဖော်ပြထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့ကျွန်မသိစေလို့ပါပေါ့နော် impartation ကတဲ့နော်ဒီ spiritual ဝိညာဉ်ရနဲ့ပတ်သက်တဲ့ကြီးထွားမှုတွေကို accelerate ဆိုတာအလန်းကိုလျင်မြန်စေတယ်နော်နောက်ပြီးတော့လေးရဲ့ foundation ဆိုတာတကယ်ကိုအခြေခံခိုင်မာစေတယ်ဘာအတွက်လဲကျမတို့လှုပ်ဆောင်မဲ့နော် ministry အတွက်ကိုတကယ်က foundation ကို future မှာလုပ်မဲ့ foundation ministry အတွက် foundation ကိုခိုင်မာစေလို့ပဲဖြစ်ပါတယ်တဲ့နော်အဲ့ဒါခါမှာနော်ဒီလို spiritual impartation ကို transfer လုပ်တာကဘယ်အရာနဲ့ transfer လုပ်ရလဲဆို relationship เนาะတယောက်ဆက်သွယ်မှုပေါ့เนาะဆိုတော့ဒီအရာတွေနဲ့မှဒီ transfer ကိုလုပ်နိုင်မှာဖြစ်ပါဒီလို impartation takes place ပေါ့เนาะဒီလိုဟာအရာမျိုးဖြစ်ပေါ်လာတာဖြစ်ပါတယ်ဆိုတော့เนาะတယောက်ချင်းစီမှာเนาะဒီအရာတွေကိုဒီ impartation တွေကိုလက်ခံရရှိဖို့ရန်အတွက်ပေါ့เนาะဒီဆရာကြီးတွေစီမှာတွားပြီးတော့ဆူတောင်းခံတဲ့အခါသူတို့စီကရရှိတယ်ပေါ့နော်impartation တွေကသူတို့ရဲ့ portion ပေါ့နော်အစိတ်ပိုင်းတွေနဲ့ကျမတို့ရရှိလာမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ impartation ကိုကျမတို့ပေါ့တက်ရောက်တယ်လို့ပေါ့နော်ကျမတို့ရဲ့စီမှာရှိတဲ့ကောင်းကြီးမင်္ဂလာတွေပေါ့နော်ဇီကလည်းသူ့အပေါ်မှာတက်ရောက်နိုင်ပါတယ်ဒါကအချင်းချင်းပေါ့နော် relationship လုပ်တဲ့အခါမှာပေါ့နော်ဆိုတော့ဒီမှာက3မျိုး3စားပေါ့နော် biblical ဆိုတာเนาะတမန်တရားနဲ့ညီရဲပေါ့နော် impartation 3မျိုးကိုဖော်ပြလိုပါတယ်ပေါ့နော် given impartation share impartation receive impartation เนาะ giving impartation ကတော့เนาะစာပါ reach down နဲ့ဟိုအောက်ကနေပေါ့နော်ကိုကနေပြီးတော့သူများကိုကဝိညာဉ်ရေးရရင်းကျက်တယ်ပို့ပြီးတော့ရင်းကျက်တယ်သူဆိုလို့ရှိရင်လက်တင်ပြီးတော့ပေးတဲ့အခါမှာပေါ့နော်အောက်ကိုဆင်းသက်သွားတယ် share impartation ကတော့ reach across ဆိုတာအချင်းချင်းပေါ့နော်ဒါက peer ချင်းပေါ့ဝိညာဉ်ရေးရတူညီတာပေါ့နော်တူညီတဲ့သူအချင်းချင်းရင်းကျက်မှုတူညီတဲ့သူအချင်းချင်းအပြန်အလှန်ပေါ့နော် impartation ရရှိနိုင်တဲ့အခွင့်အရေးပေါ့နော်receive invitation ကတော့ reach up เนาะ reach up ဆိုတော့ဒီအရာကတော့
ကိုယ့်ရဲ့ invitation ကအပေါ်ကိုရောက်သွားတာပေါ့နော်ကိုယ့်ရဲ့ invitation ကကိုကအပေါ်ကိုရောက်သွားတာเนาะအဲ့တော့ giving invitation မှာဆိုလို့ရှိရင်เนาะဝိညာဉ်ရေးနဲ့ပတ်သက်လာလို့ရှိရင်เนาะဝိညာဉ်ရနဲ့ဆိုင်တဲ့အမှန်တရားတွေကိုဝင်ကားရမှာဖြစ်ပါတယ်เนาะဒီအကြောင်းတွေကိုလည်းเนาะတွင်တင်ပေးရမှာဖြစ်ပါတယ်ပေါ့เนาะဆိုတော့ကိုတော့เนาะကိုထင်မယ်ပေါ့เนาะကိုကဝိညာဉ်ရေးရနဲ့ပတ်သက်လို့ရှိရင်မတိုးတက်သေးဘူးเนาะသူများနဲ့စာလို့ရှိရင်အခုမှပဲပေါ့ယုံကြည်သူဖြစ်လာသေးတယ်ဆိုတော့ဝိညာဉ်ရေးရနဲ့ပတ်သက်လို့ရင့်ကျက်မှုကလေသူများနဲ့ရှင်လို့ရှိရင်နည်းနည်းနှိမ့်ကြနေတယ်ကိုထင်ရောက်နေတဲ့သူတွေရှိနိုင်တယ်ပေါ့နော်ထိုကဲတော့မထင်ပါနဲ့တဲ့เนาะဆရာကြီးကပြောထားတယ်။ဘာကြောင့်လဲဆိုတော့အခြားသော pro ပေါ့နော် believer เนาะမယုံကြည်သေးသောသူများကကိုမှာကိုဘလူပြောင်းလဲလာတယ်တက်တည်ခံလိုက်လို့ရှိရင်လဲပေါ့နော်။ so ဒီအရာဧဝံဂေလိကိုမှာတက်ဆွမ်းတဲ့เนาะ impartation ဒါလည်း impartation တစ်မျိုးပဲပေါ့နော်ကိုကနေပြီးတော့သူများကိုအဲ့လိုဝင်ငှလိုက်ခြင်းကလည်း impartation တစ်မျိုးပါပဲလို့သူကပြောတယ်ပေါ့နော်အဲ့ဒါကတော့ကိုစီမှာကိုကဝိညာဉ်ရေးရမှာရင့်ကျက်တဲ့သဘောသူ့ထက်ဆိုင်ပေါ့နော်အဲ့လိုမျိုးလေreach down ပေါ့နော်ကိုကပေးနိုင်ပါတော့ဧဝံဂေလိဟောပြောခြင်းอ่ะเนาะဘယ်ဆက်မှာဘယ်ရှိနေပါစေပေါ့နော်ကိုကဖျားသခင်ရဲ့အသုံးတော်ခံတဲ့เนาะvessel အဖြစ်ပေါ့နော်လှုပ်ဆောင်မယ်ဆိုလို့ရှိရင်ပေါ့နော်တင့်မှာရရှိထားတဲ့အရာကိုတပားသူတွေကိုလည်းလက်ဝေမျှခြင်းပဲဖြစ်ပါတယ်ဆိုတာကျွန်မပြောလိုပါတယ်เนาะနောက်တစ်ခုက share impartation ကတုတ်တန်ကျန်အခန်းကြီး29မှာတန်ကိုတန်ဖြစ်ထက်စေတကယ်တော့ဆိုတော့လူသည်အဆွေခင်မွန်း၏မျက်နာကိုထက်စေတတ်၏တဲ့เนาะဆိုတော့တန်ကတန်ချင်းထပ်လို့ရှိရင်ထက်တယ်ပေါ့နော်တန်ဖြစ်ထက်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ကွာကျမတို့ကြည့်မယ်ဆိုရင်တုံးနေတဲ့ဓာတ်တစ်ခုရဲ့เนาะတစ်ခုတ်ဓာတ်ရဲ့ရိုးအိမ်သွားဓာတ်ရဲ့အချင်းပုတ်တိုက်လို့ရှိရင်ထက်မြက်လာတယ်ပေါ့နော်အဲ့လိုပဲကျမတို့ကဝိညာဉ်ရေးရာမှာရင့်ကျက်မှုချင်းအတူတူသို့တော်လဲကျမပြောခဲ့တယ်လို့ပေါ့တယောက်ရဲ့ဘုရားသခင်ပေးတဲ့ဝိညာဉ်စုကျေးဇူးနဲ့တခြားသူတယောက်ရဲ့ဝိညာဉ်စုကျေးဇူးကမတူပါဘူးအဲ့ခါမှာကျမတို့ကအပြန်အလှန်ပေါ့နော် peer ပေါ့နော်အပြန်အလှန်ဒီ impartation တွေကိုကျမတို့ပေးလို့ရပါတယ်ပေါ့နော်ဆရာကနေပြီးတော့တပည့်ကိုပေးတာမျိုးမဟုတ်ဘူးတပည့်ကနေဆရာများပေးတာမျိုးတော့မဟုတ်ဘူးเนาะဆိုတော့sorry တပည့်ကနေဆရာမျိုးပေးတာလည်းဖြစ်နိုင်တယ်တပည့်ဆရာကနေတပည့်ကိုပေးတာလည်းဖြစ်နိုင်တယ် sorry เนาะso it can occur between two spiritual peers เนาะဆိုတော့အနေအမြင့်နဲ့တော့မဆိုင်ဘူးသို့တော်လေသူ့တပည့်မှာရှိတဲ့ spiritual စုကျေးဇူးနဲ့เนาะ mentor ပေါ့เนาะသူ့ကိုဝိညာဉ်ရေးရမှာလမ်းညွန်နဲ့ဆရာရဲ့เนาะနှစ်ယောက်ကအပြန်အလှန်ဖလှယ်နိုင်တယ်ပေါ့เนาะမြင့်မှနှိမ့်မှမဟုတ်ဘူးเนาะရင့်ကျက်မှုနည်းတယ်များတယ်နဲ့လည်းမဆိုင်ပါဘူးပေါ့เนาะဆိုတော့ဒီကိုမှာရှိတယ်เนาะ mentor မှာရှိတယ်ဆရာမှာရှိတယ် spiritual impartation ကတပည့် disciple ပေါ့เนาะတပည့်တော်စီရောက်သွားတယ်လို့တပည့်တော်စီမှာရှိတဲ့ impartation ကလည်း mentor ဆရာစီပြန်လည်ရရှိမှာဖြစ်တယ်အဲ့ဒါမြင်ကဒုတိယ impartation အမျိုးအစားပဲဖြစ်ပါတယ်သူ့အပေါ်ဘိတ်သိက်တကူကိုစီတက်ရောက်တယ်လို့ကိုစီလည်းသူ့စီက anointing ဘိတ်သိက် anointing တက်ရောက်မှာဖြစ်ပါတယ်လို့เนาะတတိယကခုနပြောသလိုဆိုရင် receive impartation เนาะ receive impartation အကြောင်းမပြောခင်မှာပေါ့เนาะအရေးကြီးသိထားတဲ့အရာကဝိညာဉ်တကူအလုံးစုံကကျွန်ုပ်တို့ရဲ့အထဲမှာကျင့်ဝင်နေတဲ့ဝိညာဉ်တော်ကနေဝိညာဉ်တော်ကသာလာနေခြင်းဖြစ်ပါတယ်ဝိညာဉ်တော်နဲ့မေတ္တာဟာဖွဲ့မှုအချိန်အနည်းများပေါ်မူတည်ပြီးတော့ဝိညာဉ်တော်ရဲ့တကူကလည်းအလုံးလုံးမှာဖြစ်ပါတယ်ဝိညာဉ်တော်ရဲ့မျက်မှောက်တော်ထဲမှာအချိန်ပိုယူလေဝိညာဉ်တော်ရဲ့တကူတော်ထင်ရှားမှုကကြီးမားလေပဲဖြစ်ပါတယ်ပေါ့နော် so အဖက်ခန်းကြီး၄ခန်းငယ်7မှာခရစ်တော်ရဲ့ကိုယ်တော်ကိုတိဆောက်၍ဓမ္မဆရာဤအမှုကိုပြုတတ်မိအကြောင်းတန်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလို့ငါထိုသခင်သည်လူအချို့တို့ကိုတမန်တော်အရာ၌၎င်းအချို့တို့ကိုပရောဖက်အရာ၌၎င်းအချို့တို့ကိုသာသနာပြုအရာ၌၎င်းအချို့တို့ကိုသင်အုပ်ရာ
ဆရာရနိုင်လိုက်ခံထားရတယ်เนาะဒီညမှာကြည့်လို့ရှိရင်เนาะဝိညာဉ်တော်ကခရစ်တော်ရဲ့ကိုခန္ဓာကိုအသင်းတော်ကိုတိဆောက်ဖို့အလို့ငါပေါ့နော်ဒီ 5-4 ministry ကိုပေးထားခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဝိညာဉ်တော်ရဲ့ဗိသိက်ကို anointed man နဲ့ woman တွေကရတဲ့အခါမှာဒီဗိသိက်တကူတွေကတင့်ကိုအတုမရှိတဲ့ဖျားသခင်ရဲ့တကူတော်တွေကတင့်စီတက်ရောက်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့သင်ကဖျားလူစီကနေပြီးတော့ဗိသိက်တကူရတယ်တခုရတယ်เนาะဆိုတော့ဒီဖျားလူစီကဗိသိက်ကဖျားလူစီမှာဒီဗိသိက်ကယော့သွားတာလည်းမဟုတ်ပါဘူးမောရှေကိုကြည့်ပါမောရှေကရောက်80ပေါ့เนาะလူကြီးရောက်80ကိုเนาะသူ့ရဲ့ဗိသိက်တွေကိုဝိညာဉ်တချို့ကိုခေါင်းပေါ်ကနေပြီးတော့သူတို့ဗိသိက်ပေးလိုက်တဲ့ impartation ပေးလိုက်တဲ့အခါမှာလက်ဝေမျှပေးလိုက်တဲ့အခါမှာသူတို့စီမှာလည်းဗိသိက်တက်ရောက်သွားသလိုเนาะမောရှေရဲ့ဗိသိက်တက်ရောက်သွားသူကို၌ကလည်းသူဟာမလျော့သွားဘူးပေါ့เนาะအဲ့တော့ဒီ80မှာကလည်းဒုတိယလက်ဝေခံပေါ့ဒုတိယလက်ဝေခံဗိသိက်ရယူတဲ့သူတွေမဟုတ်ပါဘူးသူတို့တွေကလည်း unique ဖြစ်သွားပါတယ်เนาะမောရှေကဲသူပေါ့เนาะ unique ဖြစ်သွားတယ်အခြားသောဆရာကြီးတွေစီမှာသူတို့ဒီလဲအကယ်၍များကျမတို့ဒီလဲပေါ့နော်ဆရာကြီးတယောက်စီမှာတွားယူတယ်ပြီးတော့အခြားသောဆရာတွေစီမှာလည်းတွားယူတယ်တွားယူတဲ့အခါမှာအကုန်လုံးရရှိယူတဲ့ဥစ္စာပေါ့နော် receive ဆိုတာကလေးကကျမဒီဟာတတိယเนาะကျမသူတို့စီကနေကျမတို့တွားယူတာเนาะပထမတစ်ခုကကျမတို့ကသူများကိုပေးတာပေါ့နော်ဆိုတော့တွားယူတဲ့အခါမှာကျမတို့ကမတူညီတဲ့ဗိသိက်တွေအများကြီးရတဲ့အခါကျမတို့ကကျမတို့ရောက်စီတိုင်းကမတူညီတဲ့ဗိသိက်ပေါ့အတုမရှိတဲ့เนาะဗိသိက်တကိုးတွေเนาะ impartation တွေရမှာဖြစ်ပါတယ်ဒါကြောင့်ကျမကဆိုအရန်ဆောင်ငတ်တယ်เนาะဗိသိက်ရှိတဲ့သူတွေစီမှာကျမအရန်ကိုတွားပြီးတော့ယူခြင်းတယ်ပေါ့တိုးတော်လဲဝိညာဉ်တော်ကိုကျမကြော်မလုပ်ဘူးဝိညာဉ်တော်ဖျားဒီဆရာကြီးကျမတို့စင်ကာပူမှာဆိုရင်ရောက်လာတယ်ဒီဆရာမကြီးเนาะရောက်လာတယ်ကျမတွားရမလားအရင်မေးတယ်တွားဆိုတဲ့ခါမှာကျမတွားတယ် David Diga Hanadel ဒီဆရာကြီးတွားတဲ့ခါမှာကျမကိုတွားဆိုတော့လူ8000တော့အဲ့မှာတိုးရတာအဲ့မှာတွားတဲ့အခါမှာလဲသူ့စီကနေကျမဗိသိက်တကူရတယ်ကျမ slain in the spirit နဲ့သူ့စီကဗိသိက်တကူရတယ်ဆိုတော့အဲ့ချိန်မှာလေကျမကရှောက်လန်းမှာလဲနေတဲ့အခါမှာလူတွေကကျမကိုကျမအရန်ရှက်တာပဲသိတယ်မလားသူများတွေကမလဲဘူးကျမပဲလဲပြီးတော့သိရမှာကျမတယောက်တည်းဖြစ်တဲ့အခါမှာလူတွေကလည်းလူသွားလမ်းမှာဖြစ်နေတဲ့အတွက်ကြောင့်မလို့အတင်းကျမကိုဆွဲထားတာပေါ့နော်ဆွဲထားတဲ့အခါမှာကျမလည်းရှက်နဲ့ထားတာပဲသိလားသို့တော်လည်းဖျားရဲ့လူရဲ့ဗိသိက်ပေါ့နော်အရန်ကြီးတဲ့အတွက်ကြောင့်ဖျားသခင်ရဲ့ဝိညာဉ်တော်ရဲ့ဗိသိက်ကအရန်ကြီးတဲ့အတွက်ကျမမထလို့မရဘူးကျမသူတို့အတင်းဆွဲထားကျမနောက်ပြန်ကိုလဲကြသွားပြန်ရောအဲ့ချိန်မှာလူကြီးတယောက်က don't touch her leave her alone ဆိုပြီးတော့အကုန်လုံးကိုပြောတော့မှ share သွားတော့မှကျမက receive ပေါ့နော်အဲ့ anointing ပေါ့ David Diga Hanadel ရဲ့ impartation ကိုကျမကောင်းအချိန်ကြာပေါ့နော်သူ့ရဲ့တကူတော့တက်ရောက်တဲ့အထိကျမခံယူခဲ့ရတယ်ဒါ receive invitation ကိုပြောတာเนาะကျမဥပမာအားဖြစ်ပေါ့နော်အဲ့တော့အကုန်လုံးကရောစတ်ထားတဲ့အတွက်ကြောင့်မို့ကျမတို့ကเนาะဝိညာဉ်ရေးရတိုးတက်မှုတွေကျမတို့ရဲ့ဝိညာဉ်ရေးရတိုးတက်မှုတွေလှည့်မြန်စေတယ်ဆိုနှစ်ပေါင်းများစွာဝိညာဉ်တော်ရဲ့တွင်တင်လမ်းပြမှုကိုခံယူတဲ့အခါသင်တွေ့ကြုံရတဲ့အတွေ့အကြုံအားဖြင့်သင်ဟာအတုမရှိတဲ့သူဖြစ်လာမယ်ဖြစ်တယ်ယုံကြည်သူရောက်စီတိုင်းကလည်းဗိသိက်တကူတော့အားဖြင့်เนาะဝိညာဉ်ရေးရမှာတိုးတက်မြင်လာမှာတကယ်အမှန်တရားပဲဖြစ်ပါလေဆိုလို့ကျမပြောချင်ပါတယ်ဒါကြောင့်မို့ကျမက anointed man or woman တွေစီကနေဗိသိက်တွေရယူဖို့ဆန္ဒပြင်းပြတယ်ဆာငတ်တယ်သွားကိုယူတယ်ပေါ့เนาะခုနပြောတဲ့အတိုင်းဆိုတော့ကျမကဲသူပေါ့เนาะရယူကြပါပေါ့เนาะဒီဟာက process ဖြစ်တယ်ပေါ့เนาะတဖြည်းဖြည်းဗိသိက်တကူကတခါတည်းဆိုရင်ကိုခန္ဓာ cannot content ပေါ့နော် the impact ကအရန်ကြီးမာတဲ့အတွက် tremble လည်းဖြစ်တယ်ပေါ့နော်အရှိန်ကလည်းပြင်းတဲ့အတွက်ကြောင့်တခါတည်းနဲ့ရယူလို့မရဘူးเนาะဆရာကြီးတွေစီမှာနည်းကျမတို့ရယူခြင်းကျမတို့ရဲ့ဝိညာဉ်ထဲမှာ spirit ထဲမှာကျမတို့တဖြည်းဖြည်းဖြည့်ပါလို့เนาะအဲ့တော့ဆိုတော့အချုပ်ရမယ်ဆိုလို့ဒီ၃ခုကဆိုလို့ရှိရင်เนาะကိုချင်းစီကလည်းကျမတို့ဗိသိက်တကူလည်းတောင်းခံနိုင်တယ်ပေါ့နော်ကိုကလည်းသူတို့ကိုဗိသိက်ပေးလို့ရတယ်ပေါ့နော်ဧဝံဂေလိဟောပြောခြင်းအဖြစ်လည်းဗိသိက်ပေးခြင်းဖြစ်တယ်ကိုစီကလည်းစီးထွင်းတယ်တန်ကိုတန်ချင်းထက်စေတကယ်တော့ပေါ့နော်အချင်းချင်းပေါ့နော်ဆရာနဲ့တပည့်အချင်းချင်းလည်းဒါဝိညာဉ်ရေးရာ peers ပေါ့နော်အချင်းချင်းလည်းsharing လုပ်နိုင်တယ်เนาะ impartation လုပ်နိုင်တယ်เนาะ
အဲ့တော့အဓိကကဆာငတ်ဖို့เนาะရယူဖို့ကျွန်မတိုက်တွန်းလိုပါတယ် anointing ဒီမှာကျမ်းစာထဲမှာဆိုလဲအများကြီးပေါ့နော် Ruth anointing လို့เนาะ Esther anointing လို့ Breaker anointing ပေါ့နော်တခါတရံမှာဆိုလို့ရှိရင်ကောင်းကင်ကလာတဲ့ anointing မျိုးလဲရရှိနိုင်ပါတယ်ဟိုကျွန်မဘဝမှာကတော့เนาะမှတ်မှတ်ရရနှစ်ခုပေါ့เนาะတခြားအရာ anointing တွေလည်းရတယ်သို့တော်လည်းနှစ်ခုမှတ်မှတ်ရရကျွန်မ sharing လုပ်ချင်ပါတယ်ပေါ့เนาะပထမတစ်ခုကကြတော့Shekinah anointing ပေါ့เนาะ Shekinah glory anointing အဲ့တော့ဆိုကျွန်မဆိုအခန်းထဲမှာအိမ်မက်ယူပါယုံလို့ပါပဲပေါ့เนาะတကယ်ကြတော့အရန်ကို consciousness ကအရန်sharpen ဖြစ်နေတယ်ပေါ့เนาะတကယ်ဖြစ်နေလို့ပဲထင်တာအခန်းထဲမှာဖျားရဲ့ဘုံတော်ကတိတ်သီးနေတဲ့အချိန်မှာကျမကနေကျမအမေပေါ့ကျမအနောက်မှာကျမမိခင်ရှိတယ်ကျမလက်ကိုယူပြီးကျမမိခင်ဆွဲပြီးတော့ဒီဘုံတကူထဲမှာစိန်မှုအတွက်အတင်းဆွဲတယ်ပေါ့နော်ဆွဲတဲ့အခါမှာကျမအမေမခံနိုင်ဘူးကျမကြမ်းခဲ့ကျမအတင်းကိုဝင်သွားပြီးတော့ခလဲရောက်တဲ့အခါမှာဖျားရဲ့ဘိတ်သိက်ကြာရောက်တယ်ပေါ့နော်ဘိတ်သိက်တက်ရောက်လာပြီးတော့ကျမတကူလုံးမှာရွှေမုံတွေပေါ်လာတယ်ရွှေမုံတွေပေါ်လာတော့ဟာကျမအရန်အံ့ဩသွားတယ်အိုးတကယ်ဆရာကြီးတွေနော်တွေ့ကြုံရတဲ့အတိုင်းကျမတွေ့ကြုံနေပါကျမအရန်အံ့ဩတယ်အဲ့ချိန်မှာကျမအခန်းထဲကနေထွက်လာပြီးတော့တခါ river ထဲမှာနော် current ပေါ့နော်မြစ်ထဲမှာရေစီးကြောင်းစီးမျောသလိုကျမရဲ့ဝိညာဉ်ကစီးမျောသွားပြီးတော့အိမ်ရှိမှာကျမပတ်နေတယ်နော်ပတ်နေတဲ့အချိန်မှာခါညိမ့်လေးနဲ့တခါ flow ကအရန်ပြီးတော့ sweat ဖြစ်ပြီးတာမြန်ဆန်ပြီးတော့ညိမ့်ညောင်းတော့ကျမအဲ့ချိန်မှာအပေါ်ကနေပြီးတော့ကျမကိုပြောလိုက်တယ်အဲ့ဒါပါလေ Shekinah glory anointing ဆိုတော့ကျမချက်ချင်းကျမတကယ်ဖြစ်နေထင်တာမျက်လုံးဖွင့်ကြည့်လိုက်တော့တကယ်မဟုတ်ဘူးဆိုတာသိတယ်အဲ့နဲ့ Shekinah ဆိုတာကျမအတွက်အရန်ကိုအဲ့တုန်းကအရန်အစတုန်းကပေါ့နော်လွန်ခဲ့တဲ့ကျမထင်တယ်10နှစ်လောက်ကလားမသိကျမတေချာမမှတ်မိတော့ငါအရန်ကိုအင်တာနက်တွေလည်းတိတ်ပြီးတော့မဖွင့်ဖြိုးသေးဘူးပေါ့နော်သို့တော်လည်းရှာလို့ရသေးတယ်ရှာလို့ရတဲ့အချိန်မှာကျမရှာလိုက်တာမှာ Shekinah ကိုလည်းတိတ်မပေါင်းတတ်ဘူးစာလုံးပေါင်းနဲ့ရှာလိုက်တဲ့အခါမှာ Shekinah glory ကဘုရားသခင်ရဲ့ဘုန်းတော်တစ်မျိုးဖြစ်တယ်ပြီးတော့သူ့ရဲ့အယောင်ကရွှေဝါရောင်ဖြစ်တယ်ဆိုတာသိလိုက်တော့ဟာကြိုက်သွားတယ်နော်ကျမရဲ့ကိုယ်ခန္ဓာမှာပါလေပထမဦးဆုံးပါလေရွှေမုံတွေပေါ်လာကျမအရန်ပျော်သွားတယ်သိလားအဲ့ဒါပထမဦးဆုံးကျမကိုပေးတယ်ဘုရားသခင်စီက anointing ဖြစ်ပါတယ်ပေါ့နော်ဒုတိယ anointing ကတော့ Issachar anointing နဲ့နော်100အခန်းကြီး7နဲ့အခန်းငယ်30မှာ Issachar anointing ဆိုတော့ကျမဝိညာဉ်တော်ထဲမှာစိန်နေပြီးတော့နော်ဝိညာဉ်တကိုးနဲ့နော်ဘုရားသခင်ရဲ့လမ်းပြမှုနဲ့ဘုရားရဲ့စီမှာနိုင်ဝိညာဉ်နယ်ပယ်တွေရောက်နေတဲ့အချိန်မှာဘုရားသခင်ရဲ့အပေါ်ကနေပြီးတော့ anointing ကျရောက်လာတယ်အဲ့ခါမှာနှုတ်က Issachar လို့ဆိုတော့ထွက်လာတယ် Issachar ဆိုကျမ Issachar ထွက်ပြီးတော့ anointing ဆိုတော့အဲ့ကျမအရန်အံ့ဩတယ် Issachar ဘလူပေါင်းမလဲမသိဒါတမန်ကျမ်းစာထဲမှာ Issachar ဆိုတာလေကြားဘူးတယ်လို့ပဲပေါ့နော်ဆိုတော့အဲ့နဲ့ကျမချက်ချင်းမဲ့ Google ခောက်ပါတယ်ဒါကတော့မကြသေးမီကပေါ့လွန်ခဲ့တဲ့လမှာဖြစ်ပါတယ် so ဒီဟာမှာရှာလိုက်တဲ့အခါမှာကျမအံ့ဩသွားတယ်ပေါ့နော် Issachar anointing လည်းရှိတယ်ဆိုတာကျမသိရတယ်ပေါ့နော်ကာလအချိန်တို့ကိုနားလည်၍ဣသရေလအမျိုးသည်အဘယ်သို့ပြုသင့်သည်ကိုသိတတ်သောဣသခါအမျိုးသားသူကြီး200သူတို့အမျိုးသားချင်းပေါင်းတို့သည်အသင်ရှိကြ၏တဲ့နော်ဒီဟာကပါလဲဆိုတော့ discernment ပေါ့နော်ဒီလိုကဘာလောကကြီးမှာအခုဆိုလို့ရှိရင် very chaotic ဆိုတော့တကယ်ဗျမ်းပရာနဲ့တကယ်ရှုပ်ရှက်ခတ်နေတဲ့လောကကြီးမှာပေါ့နော်ယုံကြည်သူတွေကဘုရားသခင်စီကနေပြီး wisdom ပေါ့နော်ဉာဏ်ပညာနဲ့ understanding ပေါ့နားလည်မှုပေါ့နော်ဒီဖြစ်ပျက်နေတဲ့အရာတွေကောင်းမွန်စွာသိနားလည်နိုင်ဖို့နော်နောက်ပြီးတော့ဘုရားသခင်စီမှာဒီအရာဖော်ပြတဲ့အရာတွေကောင်းမွန်စွာနားလည်ပြီးတော့ faithful choices နော်သစ္စာရှိစွာဆုံးဖြတ်ချက်တွေကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ဖို့ရန်အတွက်ယာဒီပေါ့နော်ယာဒီ season ကိုနားလည်နိုင်ဖို့ရန်အတွက်ကိုဘုရားသခင်ပေးထားတဲ့ anointing အမျိုးအစားပဲဖြစ်ပါတယ်ဆိုတော့အဓိကအားဖြင့် evil တွေယခုအချိန်ခါမှာ rise up ဖြစ်နေတယ် rise up ဖြစ်နေတဲ့မှာ sons of god တွေကလည်းအကုန်က rise up ဖြစ်ပြီးတော့သူတို့ကို prevail ပေါ့နော်အောင်နိုင်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့အခုအချိန်ကာလမှာ Issachar anointing အများကြီးရရှိပါစေရအောင်လဲဆုတောင်းနိုင်ပါတယ်သို့မှသာကျမတို့ရဲ့အလင်းရောက်လာတဲ့အခါအမှောင်ကလူပျောက်သွားမှာဖြစ်ပါတယ်ဒီ anointing မျိုးကိုလည်းစာငတ်ပါလို့ကျမတိုက်တွန်းလို့ဆိုလိုပါတယ်နောက်တစ်ခုကတော့เนาะနောက်တစ်ချက်လောက်အောင်မှာကတော့เนาะဝိညာဉ်ရေးဆုကျေးဇူးတွေရရှိဖို့အတွက်က always
soak in the supernatural atmosphere ပေါ့နော်တကယ်ကိုเนาะ super တဘာဝလွန်လေဒုထဲမှာစိန်နေရမှာဖြစ်ပါတယ်เนาะ man of god တွေ woman of god တွေရဲ့လက်အောက်မှာတွင်တင်မှုကိုခံယူပါเนาะ spiritual father mother သူတို့ရဲ့ဝိညာဉ်ရေးရာလွှမ်းခြုံမှုတွေမှာတွင်တင်လမ်းပြပေးမယ်ဆရာဆရာမတွေရဲ့လမ်းညွှန်မှုတွေမှာအတိုင်းပဲလှုပ်ဆောင်ရမှာဖြစ်ပါတယ်ကိုပေါင်းဖော်တဲ့သူတွေเนาะကိုယ့်ရဲ့ atmosphere တွေကလည်းဝိညာဉ်ရေးအားနဲ့ပြည့်တဲ့သူတွေနဲ့ပဲပေါင်းဖော်ရမှာဖြစ်ပါတယ်လောကအရာတွေအကုန် shut down လုပ်ရမှာဖြစ်ပါတယ်လောက entertainment တွေကိုမကြည့်ပါနဲ့เนาะ five senses နဲ့မြင်ရတဲ့အရာတွေကိုเนาะဖယ်ရှားမှာဖြစ်ပါတယ်အဲ့အစား gospel songs တွေเนาะတရားဖျားသခင်ရဲ့တရားဟောချက်တွေနားထောင်ပါတရားဟောချက်ကိုဟောတဲ့ခါလဲ supernatural เนาะအကြောင်းတွေနဲ့ဝိညာဉ်ရေးရာဗိတ်သိက်ရရှိနိုင်မယ်เนาะတရားဟောချက်မျိုးတွေသာနားထောင်ပါဝိညာဉ်ရေးရာကိုမြင့်တင်ပေးနိုင်မယ်တရားဟောချက်မျိုးရွေးနားထောင်အောင်ပါ so ကျမဆိုလို့ရှိရင် Sid Rod it is supernatural SIDROTA Sid Rod is supernatural IT apostrophe S supernatural ကို program ကိုကျွန်မအရင်ကြိုက်ပါတယ်အမြဲစောင့်ကြည့်ပါတယ်တကယ်ကဘာပေါ်မှာထိတ်သေးဆိုင်ရာကြီးတွေကိုသူတို့ကခေါ်ဖိတ်ပြီးတော့ Sid Rock ကခေါ်ဖိတ်ပြီးတော့ Jew ပေါ့เนาะ Jew ဆရာကြီးကဖိတ်ပြီးတော့ဒီ program ကိုလှုပ်ဆောင်ခြင်းဖြစ်ပါတယ်အဲ့တော့အဲ့ဆရာကြီးရဲ့နာမည်ကိုကျွန်မရဲ့ဆရာဆရာမကြီးရဲ့နာမည်ကိုမှတ်ထားတယ်မှတ်ထားပြီးတော့ကျွန်မကဒီဆရာကြီးတွေရဲ့ channel ကိုတွားပြီးတော့ကျွန်မသူတို့ကိုစီမာပေါ့เนาะသူတို့ရဲ့ doctrine တွေကိုနားထောင်နေပေါ့နော်အဲ့အားဖြင့်ဒီနိုင်နားထောင်ရင်းနဲ့လဲနော်ဒီ impartation ကလည်းရတယ် healing ကလည်းရတယ်ကျမဆိုလို့ရှိရင်တစ်ခါချောင်းကနည်းနည်းစဆိုးခြင်းတယ်ဒါပေမဲ့တစ်ခါကpastor come နော်ဆိုသူ့ရဲ့ sermon လေးကိုနားထောင်လိုက်တာနဲ့ချောင်းဆိုးတာချက်ချင်းရက်သွားကျမဆုမတောင်းဘူးနော်ကျမချောင်းဆိုးရက်ပါစေဆိုတာဆုမတောင်းတိုးတော်လဲအလိုလိုပေါ့နော်ဖျားသခင်ရဲ့ဝိညာဉ်ဘိတ်တကိုးကနော်သူ့စီကနေ a man of god စီကနေရလာတဲ့အခါမှာကျမကဒီလို healing ဆုကျေးဇူးရရှိတယ်အဲ့ဒါကြောင့်မလို့အများများစိတ်ပါဆိုကျမဆိုလို့ရှိရင်နော်ဒီလောကအရာမှာဆိုလို့ရှိရင်ကျမကဒီသတင်းတွေကြည့်တာအယောင်ဝါသနာပါတယ်အဲ့တော့သတင်းလေးနည်းနည်းလေးကြည့်လိုက်ရမှာပေါ့နော်ကိုမနေကိုအဲ့ကိစ္စကိုတော့ချုပ်တီးထားတယ်အချိန်တိုင်းကိုရှော့နိုင်တဲ့ပြည့်ရှော့အောင်ပေါ့နော်ကျမကိုစီကန်ချထားတယ်ခရီးသွားတဲ့အခါ MRT ပေါ်စီးတဲ့ခါလောက်ပဲပေါ့နော်ကျမအဲ့လိုမျိုးတွေကြည့်တယ်ပေါ့နော်ကျန်တဲ့အချိန်ခါမှာတော့ဖျားနဲ့တတ်နိုင်သမျှစိန်နေတယ်ပေါ့နော်ဆိုတော့ဒီ man of god တွေကအသက်ရှင်နေသည်ဖြစ်စေအသက်မရှိတော့ဘဲနဲ့ဒီလောကကနေဖျားသခင်စီထွက်ခွာသွားတဲ့ man of god woman of god တွေရဲ့ဗီဒီယိုတွေကိုလည်းကြည့်ပါလို့ကျွန်မတိုက်တွန်းလိုပါတယ်နော်သူတို့တွေစီက anointing တွေကလုံးဝမပြောက်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီ anointing ကသူတို့စီကလာတာမဟုတ်ဘူး။ဖျားသခင်ရဲ့ဝိညာဉ်တော်စီကလာတာဖြစ်တဲ့အတွက်ဘယ်တော့မှမပြောက်ပါဘူး။ mental ကနော်ဒီ second heaven မှာဆိုလို့ရှိရင် spiritual war second heaven မှာဆိုလို့ရှိရင် mental တွေအများကြီးရှိပါတယ်။ TV Joshua ရဲ့ mental တွေနော်တကယ်William J Seymour เนาะခုန Azusa Street Revival ကိုအစပြုနိုင်တဲ့ဖြစ်စေတဲ့ William J Seymour ရဲ့ဝစ်လုံလေးเนาะ Reinhard Bonnke ရဲ့ဝစ်လုံတွေ Ida Hosa တို့เนาะ Catherine Kuhlman တို့เนาะဆိုသူတို့ရဲ့ဝစ်ယုံတွေကိုကသဘောကျရင်ဆိုလို့ရှိရင်လဲ Evangelista Billy Graham เนาะသူတို့ရဲ့ဝိယုံတွေကရှိတယ်အဲ့ဒါတွေကိုဖျားသခင်စီမှာတောင်းလျှောက်ပါကိုလိုချင်တဲ့အရာကို specifically တောင်းလျှောက်ပါပေါ့နော်ကျမရဲ့နော်ဝိညာဉ်ရေးရာဖခင်ကြီးကတော့ Pastor John Arno CK ဖြစ်ပါတယ်ဝိညာဉ်ထဲမှာပဲသူကကျမကိုလာတွေ့ပြီးတော့ကျမကိုကာကွယ်မှုတွေပေးတယ်ပြီးလို့ရှိရင်လမ်းညွှန်မှုတွေပေးတယ်နော်ဘလို့သွားမယ်ဘလို့လာမလဲเนาะဘလို့တိုက်ခိုက်လို့ရှင်เนาะတိုက်ခိုက်လာလို့ရှင် तू ကရောက်ရှိလာပြီးတော့ကျမကိုကာကွယ်ပေးတယ်ဆိုတော့เนาะဒီလိုအံ့ဖွယ်ပေါ့เนาะအများကြီးပေါ့သူ့စီကနေသင်ယူရတယ်ဒါက personally သူ့ကိုကျမတောင်မတွေ့ဘူးပေါ့เนาะအဲ့ဝိညာဉ်ထဲမှာပဲကျမကိုတုံသင်ပေးခြင်းပဲဖြစ်ပါတယ်တကူလက်ရှိကျမဘဝမှာပေါ့เนาะပထမဦးဆုံးเนาะဖခင်ပေါ့ကျမကိုလူဩကထဲမှာဖခင်အဖြစ်သင်ပေးတာကတော့
CMM ကနေက Dr. David Joy နဲ့เนาะသူ Dr. David Joy ပဲဖြစ်ပါတယ်သူက CMM ကအမေရိကက CMM ကနေပြီးတော့ဒေါက်တာဘွဲ့ကိုရရှိထားသောman of God ဖြစ်ပါတယ်သူကမြန်မာပြည်မှာ prophetic revelation ministry ကိုအင်းစိန်မှာတည်ထောင်ထားပါတယ်သူအောက်မှာဖျားသခင်ကကျမကိုကျမ်းစာကြောင်းတက်ခိုင်းပါတယ် associate program CMM ရဲ့ပေါ့နော်ကမ္ဘာ CMM အသင်း Bible College ရဲ့လက်အောက်မှာပေါ့နော်အခွဲအနေနဲ့ပေါ့ကျောင်းခွဲအနေနဲ့မြန်မာဘာသာဖြင့်သင်ကြားပေးနေပါတယ်ကျမကိုဖျားသခင်ကအဲ့နေရာမှာတက်ရောက်ခိုင်းခြင်းဖြစ်ပါတယ် CMN ဓမ္မ College ကเนาะ80ကျော်နိုင်ငံပေါင်း80ကျော်မှာအဖွဲ့အစည်းကြီးပေါ့เนาะဒီလို Bible School ပေါင်းမြောက်များစွာပေါ့เนาะဖွဲ့စည်းထားပါတယ်เนาะ ICMN ကျောင်းစင်းတွေကအားလုံးကကမ္ဘာသာသနာမှာပေါ့เนาะအရန်ပဲနာမည်ကြီးပြီးတော့အမှုတော်ကိုတစ္ဆာရှိစွာအစီခံနေတာဖြစ်ပါတယ် Josh Parrott ကကျမတို့ CMA ရဲ့เนาะဝိညာဉ်ဖခင်ကြီးဖြစ်ပါတယ်ဆိုတော့သူ့ရဲ့လက်အောက်မှာကျမတို့ကခံယူပြီးတော့ဝိညာဉ်ရေးရာเนาะသင်ကြားမှုတွေခံယူပြီးတော့ဒီကောင်းချီးမင်္ဂလာတွေကိုကျမတို့ရရှိခြင်းဖြစ်ပါတယ်ဆိုတော့ဒီလိုပေါ့ဆရာကြီးမကြီးတွေနဲ့အမြဲတစေအနီးကပ်သင်ယူမှုတွေကောင်းချီးမင်္ဂလာခံစားရရှိဖို့သူတို့ရဲ့လက်အောက်မှာခိုးဝင်နားနေပြီးတော့သင်ယူရမှာဖြစ်ပါတယ်နောက်ဆုံးချက်တွေကတော့အရေးကြီးတာကလက်တွေလှုပ်ဆောင်ပါပေါ့နော်ကိုကတဆင့်ပြီးတဆင့်ဝိညာဉ်တော်ရဲ့လမ်းပြမှုနဲ့ဝိညာဉ်ရေးရာမှာမြင့်တက်လာတယ်ဖျားကနော်ကိုစိတ်ချစပြုလာပြီဆိုလို့ရှိရင်ဖျားသခင်ကစတင်ပြီးတော့သူတွေ့ဆုံစေလိုတဲ့သူတွေနဲ့တွေ့ဆုံစေပြီးတော့ဆူတောင်းစေခိုင်းပါတယ်တယောက်စာနှစ်ယောက်စာနောက်ပြီးတော့အဲ့တယောက်စာနှစ်ယောက်စာနဲ့သူတို့ကနဲ့ဆက်နွယ်တဲ့သူတွေပေါ့နော်ကနေပြီးတော့တခါတည်းကိုတွေ့ဆုံစေပြီးတော့သူတို့အပေါ်မှာကိုကချစ်ချင်းမြတ်တာပေါ့အခြေခံပြီးတော့ကိုမှာပေးထားတဲ့ဝိညာဉ်စုကျေးဇူးတွေကိုပေါ့နော်အသုံးပြုပြီးတော့ဆူတောင်းပတနာပြုခြင်းနော် prophetic revelation တွေပေါ်ပြခြင်းပေါ့နော်kind of prophet ပြုခြင်းအရာတွေပေါ့နော်အားတွေကိုဆူတောင်းပြီးတော့ဝိညာဉ်တော်ရဲ့တကိုးတော်အခွင့်အာဏာအောက်မှာအသုံးပြုပြီးတော့ဆူတောင်းပေးတဲ့ခါအံ့ဖွယ်အရာတွေကိုတင်စတင်တွေးရှိလာမှာဖြစ်ပါတယ်ဆိုကျမဆိုလို့ရှိရင်တယောက်နဲ့တယောက်ပေါ့အမှတ်မထင်တွေးဆုံစေတယ်เนาะအရင်နှစ်ပေါင်း20လောက်ကမမြင်ဘူးမမြင်တော့မမြင်တာမဟုတ်ဘူးဟိုးစားလေးနှစ်ပေါင်း20နဲ့မတွေ့တာကြားတဲ့เนาะတငယ်ချင်းကိုလည်းအမှတ်မထင်တွေးဆုံစေခဲ့ပြီးတော့ပေါ့เนาะသူနဲ့ပြန်လဲဆက်တွေးဆုံစေတယ်ပေါ့เนาะတွေးဆုံစေပြီးတော့သူနဲ့ပတ်သက်တဲ့နဲ့သူတွေအတွက်လည်းကောင်းကြီးမင်္ဂလာဖြစ်စေစလို့ကျမတငယ်ချင်းခုနအမှတ်တင်တွေ့ဆုံတဲ့သူကလည်းကျမရဲ့ရောင်းမမယုံကြည်သူနဲ့လည်းတငယ်ချင်းဖြစ်နေတဲ့သူကတစင်ဧဝံဂေလိသူပြောတယ်ကျမကလည်းပြောတယ်ပေါ့နော်အဲ့လိုဆက်သွယ်မှုတွေပေါ့နော်အံ့ဩဖွယ်ပေါ့နှစ်ဖက်ပေါ့နော်ဖျားသခင်ကမလွတ်စေပဲနဲ့အံ့ဩဖွယ်ကဒီလိုဆက်သွယ်မှုအားဖြင့်ဒီလိုdivine encounter မျိုးနော်အံ့ဩဖွယ်ရပေါ့နော် not divine okay divine လည်းပြောနိုင်ရပေါ့နော် supernatural encounter လို့ကျွန်မပြောချင်တယ်เนาะအံ့ဩဖွယ်တဘာဝလွန်တွေ့ကြုံဆုံမှုလို့ကျွန်မထင်ပြောဆိုလိုပါတယ်ဒီအတွေ့အကြုံမျိုးတွေကကျမတို့ဘဝမှာအံ့ဩဖွယ်ရာတွေ့ကြုံနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဝိညာဉ်တော်ကိုစာငတ်ပါဝိညာဉ်တော်ပေးမဲ့ဆုကျေးဇူးတွေကိုစာငတ်ပါเนาะမိမိရဲ့အသက်တာကိုအကောင်းဆုံးအသက်ရှင်ပါတန်ရှင်းစွာတည်ဆောက်ပါလောကအရာကိုဖယ်ထားပြီးတော့ဝိညာဉ်လူပဋိညာဉ်လူဖြစ်အောင်ကျမတို့စူးစမ်းပြီးတော့အသက်ရှင်မှာကျမတို့ကိုပေးထားတဲ့ဘုရားသခင်destiny ကိုပြည့်စုံဖို့ရန်အတွက်အဲ့ကိုရောက်ဖို့เนาะပန်းတုံးတိုင်ကိုပြေးပြီးတော့ဆုကိုရရှိဖို့ရန်အတွက်ကဒီဆုကျေးဇူးတွေကမဖြစ်မနေလိုပါတယ်။ဘာကြောင့်လဲဆိုလမ်းမှာပါလေတိုက်ခိုက်မှုတွေเนาะနှောင့်နှေးကြံ့ကြာမှုတွေများနိုင်တဲ့အတွက်ကြောင့်မို့ကျမတို့ကဒီဆုကျေးဇူးတွေနဲ့ထိုးဖောက်သွားပြီးတော့ချိုးဖောက်သွားပြီးတော့ကျမတို့လှုပ်ဆောင်တဲ့အခါမှာလူပေါင်းများစွာကကယ်တင်ခြင်းဆုကျေးဇူးကိုရရှိမှာဖြစ်ပါတယ်ဆိုတာကိုကျမဝင်ငှပြစီကျမဒီခု sharing လုပ်တဲ့ဒီဗီဒီယိုလေးကရောက်စီတိုင်းပေါ်တို့တန်ရှင်တော်ဝိညာဉ်တော်ဘုရားကဗိသိက်တကူသွန်လောင်းပါစေကျမမှာရရှိထားတဲ့ဘုရားသခင်ရဲ့
ရဲ့ပိတ်သိမ့်နော် anointing တွေအားလုံးကဒီဝိညာဉ်ဒီဗီဒီယိုလေးကိုကြည့်ရှုနေတော့ရောက်စီတိုင်းပေါ်သို့ viewers တွေပေါ့တို့တက်ရောက်ပါစေယခုမှစ၍အစဉ်မြဲတက်ရောက်ပါစေလို့ဆုတောင်းပန်နာပြုပါတယ်ယေရှုရဲ့နာမတော်၌ဆုတောင်းပါယေရှုခန္ဓာဘာရကဆိုနေခါနာခေနာဟာလေလုယာအာမင်ယေရှုတမန်ရှလုံးပါလို့